ဓမ္မပတိကဆရာတော်သခင်ရှင်သူမြတ်ကြီးဖေဟာဓမ္မမိတ်ဆွေပေါင်းတို့၏ကိုးစားတရားတပည့်တော်ပန်းတိုင်းတစ်စီမိုးအောင်တရားတောင်းတွင်ပြုပါရန်ရိုသေစွာလျှောက်ထားပါသည်ဆရာတော်သခင်ရှင်သူမြတ်ကြီးဖေဟာစတုသစ္စာအာဇာနံတထောမောခန္ဒီနာအာဟုရာနိတ္တာစိတိနာတေတိတုဓမ္မနိဗ္ဗာနပါပကံစတုသစ္စာအာဇာနံတထောမောခန္ဒီနာအာဟုရာနိတ္တာဒေတိတုဓမ္မနိဗ္ဗာနပါပကံဗန္နေဓမ္မဒေသနာဖြာဖြာကိုနေရတကြောင်ဟောညွှန်ပြ၍ဓမ္မကတိကအကျော်ဆရာတော်ဟုထင်ပေါ်ကြောကြားရှင်မြတ်ဖရာတရားမြတ်ကိုအာဇာနတရှုပ်တိုင်းရဲ့အမှန်ဤကတိတိမြေမသိနိုင်ကြကုန်သည်ဖြစ်၍အာဇာနတယုတ်တရားကတိလုံးမခီလာမန်ကိုဤကံပင်မသိနိုင်ကြကုန်သည်ဖြစ်၍ဇမောခဏီ